ဟိုဘက်ကအဘာသားတွေကတော့လိမ်မစေဘာမှမဖြစ်ဘူးလိမ်မစေပေါ့နော်မင်းတို့လည်းကျင့်တတ်လိုက်တော့ဆင်းလိမ်မိပွားကြောင်းမလို့မိသားတောက်တာပေါ့နော်အဲ့တော့မင်းတို့ကောင်တွေကတော့သိတဲ့အတိုင်းပဲမင်းတို့ရဲ့အဘဇော်မဲလုံးလိုပဲပေါ့နော်ဇော်မဲလိမ်လိုမျိုးပဲထက်ချွတ်ရင်းတာပေါ့လေနော်ပိုင်းလို့ပါတီကွာဆိုတော့ဗျာအဲ့တော့ပြန်ပြီးတော့တည်ဖို့အတွက်တော်တော်လေးဒုက္ခများနေတယ်အခုဆိုရင်ပြန်တက်နိုင်လားမတက်နိုင်လားဆိုတာသိတဲ့အတိုင်းပဲစစ်ကောင်စီကအဲ့ဥစ္စာကိုပြန်ပြီးတော့တည်ယူဖို့အတွက်အချိန်ချင်းစူးစမ်းနေရတယ်စစ်ကြောင်းတွေထိုးနေတယ်နေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်ဆိုပြီးတော့သိရပါတယ်အတားလုံးကမပြီးသေးဘူးပေါ့လေနော်။ဘာလို့လဲဆိုတော့ဒီရဲရင်ကိစ္စကထပ်ပြီးတော့နော်စိတ်ဝင်စားစရာအကြောင်းအရာတွေထပ်ပြီးတော့တက်လာတယ်။ပြီးတော့ပေါ့နော်ဒီဟိုဘက်ကကြည်ကွဲနေတဲ့ဟာတွေပေါက်ကွဲနေတဲ့ဟာတွေလည်းမြင်ရတော့မယုံရတွေဖြစ်ပေါ့နော်။မနေ့ကဆိုရင်ကိုပဲဒါဟိုဥဖာရနဲ့ပေါ့နော်မနေနိုင်လို့ဆိုပြီးတော့ဒါညသကောင်တနွဲရောက်မှာပဲဗီဒီယိုတွေထလှုပ်ဖြစ်တယ်ပေါ့နော်။အဓိကတော့ကျွန်တော်တို့လည်းဝမ်းသာအားရပျော်ရွှင်ရတယ်အဲ့တော့အဲဥစ္စာနဲ့ပတ်သက်လို့ဒါဘလို့တိုက်ခိုက်ခဲ့တယ်လဲဘလို့ရှေ့မှာလှုပ်ဆောင်ခဲ့ရတယ်လဲကျွန်တော်တို့သိထားတာကရဲရင်ဆိုတဲ့ကိစ္စတစ်ခုပဲသိထားခဲ့တာတကယ်မှာတော့အဲ့လိုလုံနိုင်ဖို့အတွက်ရှေ့ပိုင်းမှာအရေးကြီးတယ်ပေါ့နော်တိုက်ခိုက်မှုတရက်လုပ်ခဲ့သေးတယ်အဲ့ဟာနဲ့ပတ်သက်လို့အခုဒါပကပအတန်ကနေပြီးတော့ဗီဒီယိုတစ်ခုတင်ထားတာတွေ့ရတယ်တောက်လျှောက်ဆိုလို့ဒီ page ကနေပြီးတော့ပေါ့နော်ဒီရဲရင်ကိစ္စနဲ့ပတ်သက်လို့တင်ပေးနေရတယ်လေအားလုံးမြင်တွေ့ရမှာဖြစ်ပါတယ်အခုအဲ့ဟာလေးကျွန်တော်တို့နားထောင်ကြည့်အောင်ပေါ့နော်ဒီတိုက်ခိုက်မှုမှာပေါ့နော်ဒီ Samdi ကိုတိုက်ခိုက်မှုမှာကျွန်တော်တို့ဒီ PRD သတင်းပေးပေါ့နော်ဟိုဘလို့တက်လာမယ်ဘယ်ချိန်တက်လာမယ်တွေကမစကျွန်တော်တို့ကြိုးပြီးသတင်းပေးထားတာဗျအဲ့ချိန်မှာကျွန်တော်တို့ဒီ PRD သတင်းပေးကြောင်းဟိုလှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ကြိုတင်ပြီးမှပြင်ဆင်ပြီးလှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့အဲ့လိုပဲကျွန်တော်တို့ဘက်ကလည်းသတင်းပေါက်ကြားမှုပိုင်းတွေမှာဘယ်လောက်ထိခိုက်နစ်နာတယ်လဲဆိုတာရှေ့မှာဖြစ်စဉ်ဖြစ်ရတဲ့ရှိတယ်အခုလည်းကျွန်တော်တို့အရေးကြီးသတိထားရမယ်ထဲမှာအဲ့ဒါပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကတော်လိုင်းအင်အားစုတွေကလည်းစစ်ကောင်စီဘက်ကနေပြီးတော့သတင်းရဖို့အတွက်နှီးမျိုးစုံနဲ့အခုလိုစ조사နေသလိုစစ်ကောင်စီဘက်ကလည်းအဲ့လိုပုံစံမျိုးစ조사နေတယ်ဆိုတာကိုကျွန်တော်သတိပြောမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီတော်လိုင်းအင်အားစုတွေဘက်ကအခုလိုမျိုးပြည့်တဲ့သတင်းပေးတဲ့အတိအကျရတဲ့သတင်းပေးမှုကြောင့်မလို့အခုလိုလုံနိုင်နေပေါ့နော်အားရစရာကောင်းတယ်ကားဘယ်နားမှာရှိတယ်ဆိုတာအတိအကျတီးတော့အဲ့ကားကိုဝန်ဆောင်လိုက်တယ်ဗျဝန်ဆောင်လိုက်တဲ့အချိန်မှာကားကတော့ဟိုပျက်စီးသွားတယ်ဟိုကားလည်းပျက်စီးသွားတယ်ဂျမ်မာလည်းအဲ့ဒီဂျမ်မာပြက်ပြီးတော့ဟိုဘလို့အဆင်ပြေးလာအောင်ဆိုတော့ကျွန်တော်တို့စကောက်တွေလည်းဝဲလို့ရလို့အကြီးသမားတွေလည်းချလို့ရတယ်ဗျအကုန်လုံးချရသွားတဲ့အချိန်မှာတော်တော်များကောင်တွေထိသွားတယ်ဗျကျွန်တော်တို့ကမထုတ်ပြန်တဲ့အောင်ဟိုနောက်ထပ်လာမယ့်ဟာတွေရှိသေးတယ်နောက်ထပ်ဟာတွေဒီဟာတွေလောက်တာမှန်တိသွားရင်လာမှာမဟုတ်ဘူးကျွန်တော်တို့ကုတ်ဆောင်နေမယ်ပေါ့အဲ့ဒါကမနေ့ကထုတ်ပြန်တဲ့ထဲမှာလည်းမပါဘူးပေါ့နော်မနေ့ကဖြစ်စဉ်ထဲမှာလည်းမပါဘူးဒါပေမဲ့မနေ့ကဖြစ်စဉ်လိုမျိုးအောင်ပွဲရဖို့အတွက်ဒီတိုက်ခိုက်မှုကလည်းအရန်ရေးပါတယ်ဆိုတာအခုတော့သိရပြီဒါတကယ်ကိုရေးကြည့်တဲ့အရာဖြစ်တယ်ပေါ့နော်ပြောအဲ့တော့ညာသားတွေကိုအထင်သေးရဲသေးလားပြောကျွန်တော်တို့အားရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဂျမ်မာကားကိုခုလိုမျိုးတိုက်ခိုက်နေတဲ့ခါကျတော့နောက်ပိုင်း scout တွေကောင်းတက်လို့ရတယ်အဲ့တော့ဘယ်ချိန်လာတယ်လဲဘယ်မှာရက်တယ်လဲဘလို့လုံနေတယ်လဲဘာညာအကုန်လုံးမြင်ရပြီဆိုတဲ့အချိန်မှာအနောက်ကနေပြီးတော့အရှိပါရှိတိုက်ခိုက်မှုတွေဇက်တိုက်ဆိုသလိုလာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကိုလှုပ်ရှားနေတာဖြစ်တယ်ဆိုတာလေးသိရတော့အားရစရာပေါ့လေနော်ဒီ FPC ကိုစတက်တော့ဗျစတက်တဲ့အချိန်မှာလည်းဒီ35ကကျွန်တော်တို့ခေါင်းပေါ်ကိုတောက်လျှောက်ဝဲနေတာအဲ့မှာသူတို့ပစ္စည်းချနေတဲ့အချိန်မှာကကျွန်တော်တို့ကတက်တုံးပဲရှိသေးတယ်ဟို9မိနစ်မှာတက်တဲ့အချိန်မှာဟွာလောက်ကြာမှာပေါ့2မိနစ်လောက်ကြာတော့အချိန်မှာသူတို့ကတောက်လျှောက်ဟွာလုပ်တဲ့အချိန်မှာအခုတိုက်မိတဲ့ဒီပြောရရင်တော့ခွေးပေါ့နော်တိုက်မိတဲ့ခွေးကတကားပိတ်နေရဗျသူကနောက်ကပြောရရင်တော့ခွေးပေါ့နော်တကားပိတ်နေတဲ့ကောင်ကန်ဆိုးသူမောင်းရှင်ဒီလိုတွေပါလေသူကနောက်ကတကားကြီးကိုလှည့်ပိတ်နေပိတ်နေတဲ့အချိန်မှာသူကပြောတယ်ပေါ့နော်အချို့ပြောတယ်ဆိုတာကလည်းသူကဒီနောက်မီတကားကြီးကိုတိုက်ပြီးတော့ဒါကမထိရောက်ဘူးဆိုပြီးတော့ထင်ကြတယ်ပေါ့ဒါပေမဲ့တကယ်ရုပ်တံရှင်းလင်းနဲ့မှာပါတယ်အဲ့ဘေးနားမှာလည်းဒါခုနလိုပေါ့နော်တကားပိတ်နေတဲ့ကောင်လက်သွားသလိုအဲ့မှာထပ်ပြီးတော့ဘာတွေဖြစ်သွားသလဲဆိုတဲ့ဟာလည်းပါသေးတယ်ဗျတကားပိတ်ကြတော့ဝင်ချင်မရတော့ဘူးဆိုပြီးပိတ်နေတဲ့ကောင်ကိုဝန်ဆောင်လိုက်တယ်ပေါ့နော်ဝန်ဆောင်လိုက်တဲ့အချိန်မှာကွဲသွားတဲ့အချိန်မှာတကားအပုံနည်းနည်းရောက်နေပြီဆိုတော့ဟိုကွဲအားနဲ့အာပကြီးကွဲအားနဲ့ဆိုတော့ဘိန်းတွေရောတောက်တွေရောကျိုးသွားတယ်ဘိန်းတွေရောတောက်တွေရောကျိုးသွားတာအဲ့တော့ဘယ်ဟာဖြစ်ကိုထိရောက်သွားတယ်လို့ပြောရမှာပေါ့နော်ဟုတ်3နာရီအဲ့တစည်းတက်ပြီးတော့ဖိုက်တာနဲ့တိုက်စားတဲ့အချိန်မှာနောက်တစည်းထက်ချမယ်အဲ့လိုမျိုးထက်ချမယ်ဆိုတဲ့အချိန်မှာ35ကလည်းဝဲပြီးတော့ပြစ်ပေးနေတာ35ကတည့်တဲ့အတိုင်းပဲဒီအရန်ကျန်းတယ်လို့ပြောလို့ရပါဘောနော်ရှိနိုင်ပါလေဆိုတဲ့နေရာတွေကိုအကုန်လုံးဝဲပြီးတော့ပြစ်ပေးနေမှာပဲဘာဖြစ်လို့လဲသူတို့ဒီလိုမျိုးတိုက်ခိုက်ခံရပြီဆိုတာသူတို့ထူပူသွားပြီဗျာအဲ့တော့အဲ့လိုမျိုးပြစ်ခတ်နေပါလေဆိုတဲ့ဂျားတွေကမှဒါခုနလိုပေါ့နော်ခုနပထမတိုက်ခိုက်မှုကမထိရောက်သေးလို့နောက်တစ်ချိန်ထက်ချမယ်ဆိုတဲ့စိတ်ကြီးကတော်တော်ကျန်းတယ်ပြစ်လဲငါတို့ခံမယ်တဲ့အဲ့လောက်ကြီးကိုဒါအဖွဲ့တွေကဟ
ရဲလောက်ခဲ့တယ်စွန့်စွန့်စားလောက်ခဲ့တယ်ပေါ့နော်ခက်ခက်ခဲလောက်ခဲ့တာဖြစ်ပါတယ် သူ့ပုံစံမျိုးနဲ့နောက်ထပ်တစ်စီးအပြစ်နေသူတို့ပြစ်နေတန်းနဲ့နောက်ထပ်တစ်စီးထပ်တက်တာဗျတက်တဲ့အချိန်မှာအဲ့အချိန်မှာဟွာဆက်ကတေးသွားပြီပေါ့ဗျဆက်ကတေးသွားပြီအဲ့ဒါမှအဲ့ဒီကပိုင်းလို့2ယောက်ကမထွက်သေးဘူးအဲ့တေးသွားတဲ့အချိန်မှာကျွန်တော်တို့ကအဲ့အပေါ်ပိုင်းကအင်ဂျင်သူတို့ဥပိုင်းကိုကျွန်တော်တို့ကအပေါ်ကနေထိုးချင် အပြောလဲဆိုတော့ဒီဟာကတဲ့ဒါယူကရိန်းနဲ့ရုရှားကဗီဒီယိုဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလဲပြောကြတယ်အမှန်တကယ်တော့နော်ယူကရိန်းလည်းမဟုတ်ရုရှားလည်းမဟုတ်မြန်မာမှာပေါ့နော်တော်လိုင်းအင်အားစုတွေကမင်းအွန်လိုင်းစစ်တပ်ကရဲရင်ကိုခုလိုလှုပ်ခဲ့တာဖြစ်တယ်ပေါ့နော်အမှန်တကယ်တော့ယူကရိန်းရုရှားဒီလိုမျိုးသူတို့ရဲ့ဒီကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်နေတဲ့စစ်ပွဲက drone တိုက်ခိုက်မှုတွေလိုမျိုးကိုပဲကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကအဆင့်မှီနေလို့အဲ့လိုပဲပြောရမှာပေါ့နော်အဲ့လိုပုံစံမျိုးကြောင့်မလို့ဒါသူတို့ဘက်ကပြောနေကြဖြစ်တယ်ပြီးရင်ခုနပြောသလို AI လည်းမဟုတ်ပါဘူးဒါ MI ဖြစ်ပါတယ်ပြီးရင်ဒါအခုလိုမျိုးတိုက်ခိုက်နိုင်ဖို့အတွက်တကယ်ကိုရဲဝချင်းချင်းနဲ့ပေါ့နော်ဆုံးဖြတ်ချက်ခိုင်မာနဲ့မလျှော့သောဇွဲပြီးရင်ဒါအကြောက်အောင်ပြောပြပြီးရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်မင်းမြန်းပြီးတော့ဒါအခုလိုမျိုးဒါပြန်ပြီးဖြန့်ဝေပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် SMD ကိုတိုက်ခိုက်မှုမှာကျွန်တော်တို့ဒီ PAD သတင်းပေးပေါ့နော်ဟိုဘလုံးတက်လာမယ်ချိန်တက်လာမယ်တွေကမစကျွန်တော်တို့ကြိုးပြီးသတင်းပေးထားတာဗျအဲ့ချိန်မှာကျွန်တော်တို့ဒီ PAD သတင်းပေးကြောင်းဟိုလှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ကြိုတင်ပြီးမှပြင်ဆင်ပြီးလှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့ဒီမစ်ရှင်ကိုလှုပ်တာကတော့ကျွန်တော်တို့ပေါင်းနေတဲ့ပကဖဟိုဒုံတီးရဟိုဥဆောင်ပြီးလှုပ်တာပေါ့နော်ဒေါ်လာအေးမာမိတ်ဒီ MGY PDF မေဘူးခရိုင်ရင်းလေးဘိုးစကားပြောက်ကြတက်ဖွဲ့အညာမီဟိုပေါ့အညာဖိုက်တာလူကဲတက်ဖွဲ့ပေါ့နော် fight နိုင်တဲ့အဆင့်ရှိတယ်ဒါပေမဲ့ကျွန်တော်ပြည့်စုံဖို့လိုတယ်ပေါ့နော်ပြည့်စုံဖို့လိုတယ်ပြီးရင်ရဲစွမ်းတက်တိစစ်ကောင်စီဘက်ကဘလို့မှအရှင်လို့မရဘူးပေါ့နော်35နဲ့ဝဲပြီးတော့ပြစ်ပေးနေပါတယ်ဆိုရဲဂျားတွေကတော့မှပဲနောက်တစ်စီးတက်ပြီးတော့အခုလိုမျိုးလှုပ်ဆောင်နိုင်တဲ့ဟာကတော်တော်လေးလေးစားရမှာဖြစ်တယ်နောက်တစ်ခုကတော့စစ်ကောင်စီကအဲ့လိုမျိုးအထိနာပြီဆိုတဲ့အချိန်မှာပေါ့နော်ဒီ35တွေပါဝဲပြီးတက်လာတယ်လေချောင်းကနေဘုံကျဲတာတွေဒါတွေကိုဇက်တိုက်ဆိုသလိုလှုပ်ဆောင်ခဲ့တာဖြစ်တယ်ပြီးတော့ဒီလိုမျိုးစစ်ကောင်စီဘက်ကအခုလိုမျိုးတိုက်ခိုက်မှုတွေကြောင့်မလို့ပြည်သူတယောက်ထိခိုက်တယ်ဆိုပြီးတော့လည်းအခုလက်ရှိလက်လုံးမှာသတင်းတွေကြားရတယ်ပေါ့နော်အဲ့တော့အဲ့ဟာကလည်းသတိထားမယ်ရာဖြစ်တယ်ပေါ့နော်တချို့ကပြောကြတယ်ဗျာဟိုစစ်ကောင်စီဘက်ကလောက်တာတော့မမြင်ဘူးပေါ့နော်တော်လိုင်းအင်အားစုတွေဘက်ကအဲ့လိုသွားဆလို့မပြည့်စုံတာဆိုတာထက်ပေါ့နော်အတိမတ်ပြုတ်တယ်ဆိုတဲ့ဟာလေးကိုဖြစ်စေချင်တယ်ပေါ့နော်ကျွန်တော်လည်းဒီဥစ္စာနဲ့ပတ်သက်လို့စူးစမ်းကြည့်ပါဦးမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီ pilot ထက်မြက်အောင်ဆိုပြီးတော့ပုံတုံတက်လာသေးတယ်တကောင်းသားပေါ့နော်ပုံတုံတက်လာသေးတယ်အဲ့ဒါကလည်းပြောရမယ်ပေါ့နော်အဲ့ဒီကောင်ကဒါစာထဲမှာရေးထားတော့18ရက်နေ့ရလည်းပြောတယ်ပေါ့နော်ဒါပေမဲ့ဒီဖြစ်စဉ်နဲ့ရောပြီးတော့တင်နေကြတာပြောနေကြတယ်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်ကဟာတော့မဟုတ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူက18ရက်နေ့ရဆိုပြီးရေးထားတာဒါပေမဲ့အဲ့ကောင်ကဘယ်နေရာမှာဘလို့တေဝါလဲဆိုတဲ့ဟာတော့ကျွန်တော်လည်းမသိဘူး pilot လို့ပြောနေတာပေါ့နော်အဲဒါကြောင့်မလို့တကယ်လို့အောက်ကနေများပြစ်လိုက်လို့ပေါ့နော်လေရင်မကိပဲနဲ့လူကိသွားတဲ့ဖြစ်စဉ်မျိုးတွေလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ရှိကောင်းရှိမှာပေါ့ဘာကြောင့်လဲဆိုတော့တပ်ဖွဲ့တွေကလည်းတည်တဲ့အတိုင်းပဲခွန်အားဖြစ်စရာအကြောင်းအရာတစ်ခုဖြစ်ပါတယ်ပေါ့နော်ရှေ့ဆက်ပြီးတော့ဒီလိုမျိုးအောင်ပွဲတွေရယူနိုင်မှုအတွက်ကိုလည်းဒေါ်လာအင်အားစုတွေကိုဒီထက်ပိုပြီးပြည့်စုံအောင်ပေါ့နော်ဒီပညာတွေအခုလိုမျိုးကောင်းအောင်မွန်သုံးနိုင်နေတာဖြစ်တဲ့အတွက်ပို့ပြီးတော့လုံလောက်ပို့ရှန်ဖြစ်အောင်ထောက်ပံ့ပေးနိုင်ကြရင်ပို့ပြီးတော့ကောင်းပါလိမ့်မယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ဒါမကွေးတိုင်းအတွင်းထဲမှာပဲပေါ့နော်မကွေးတိုင်းအတွင်းထဲကဇွန်လအတွင်းမှာရခဲ့တဲ့ဒီစကန်သိန်းတိုက်ပွဲတွေရှိတယ်ပြူရွာသိန်းနဲ့တိုက်ပွဲတွေရှိတယ်အောင်မြင်ခဲ့တဲ့ဟာတွေပေါ့နော်အဲဒီကနေပြီးတော့ရရှိခဲ့တဲ့လက်နက်ခဲယမ်းတွေကိုဒီတိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့တပ်ဖွဲ့တွေကိုအချိုးကျခွဲပေးနေပါတယ်ဆိုတဲ့သတင်းအဲ့ဒါကလည်းအားရစရာကောင်းတယ်ဘာကောင်းလဲဆိုတော့စစ်ကောင်စီဘက်ကခန်းစားကြည့်ပေါ့နော်ဟာငါတို့ကိုတိုက်ရှိုက်ကိုထပ်ပြီးတော့ထိအောင်ထပ်ကန်လိုက်တာပေါ့နော်ပွဲလဲနိုင်သွားတယ်ဗျာလက်နဲ့ခရမ်းနေလဲသိမ်းနိုင်တယ်ဗျာသုံးပန်းနေလဲအများကြီးရတယ်ဗျာဒီကြားထဲမှာဒီလိုရလာတဲ့ဟာကိုငါတို့ကဒီလိုခွဲပြီးသုံးပါကွာဆိုပြီးတော့ထပ်ပြီးတော့အဲ့လိုပြောလိုက်တဲ့သဘောမျိုးပဲပေါ့နော်အဲ့ဒါကလည်းအားရစရာကောင်းပါတယ်အဲ့တော့အဲ့လက်နက်ခဲယမ်းကအကြီးအငယ်လက်နက်အားလုံးပေါင်းကို80လောက်ရှိတယ်တဲ့ခဲယမ်းတွေရောပေါ့နော်အဲ့တော့အဲ့လိုမျိုးထပ်ပြီးတော့လည်းများခွဲနိုင်ပါစေလို့လည်းဆုတောင်းအောင်ပါပေါ့နော်နောက်တစ်ခုဒါသတင်းကောင်းရှိသေးတယ်ဒါကိုသိန်းနိုင်တို့အဖွဲ့ပေါ့နော်ဒါကတော့အာရကတက်တော်ရေးနဲ့ဒါမာမိတ်ပူပေါင်းအဖွဲ့တွေကိုသိန်းနိုင်တို့အဖွဲ့တွေအေယာဝတီတိုင်းထဲမှာဒါခိုင်ရိုးမနဲ့ထိဆက်နေပါတယ်ဆိုတော့ရေကြီးမြို့နယ်အဲ့ထဲကပေါ့နော်စစ်ကောင်စီရဲ့ .188 ကာကင်းကုန်းစခန်းကိုအာရကတက်တော် A နဲ့ပူပေါင်းမဟာမိတ်တပ်တွေကဇွန်လ20ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဝင်းကျင်ကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒီစခန်းကုန်းကလည်းဒါစစ်ကောင်စီအတွက်အရေးကြီးတယ်လို့ပြောရမယ်ဒီ .188 စခန်းကုန်းက A နဲ့ပူပေါင်းတပ်တွေကပြီးခဲ့တဲ့ဇွန်လပထမအပတ်လောက်မှာကနေကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဟာမနေတော့မနေဘူးပေါ့နော်ဒါကာလအဖြစ်ဒါမဲ့လည်းဒါနောက်ဆုံးတော့ရတယ်ဒီစကန်ကုန်းကရေကြီးမြို့နယ်မြောက်ဆန်းရွာမှာရှိတဲ့ဒီနာမည်ကြီးတဲ့အမြောက်တက်အာမတာ344ပေါ့နော်အဲ့ဒီတက်ရဲ့ပြီးရင်ခွာငတိုင်းချောင်းလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတက်တွေအတွက်လည်းအလွန်ရေးပါတဲ့ဒါကာကင်းစကန်ကုန်းတစ်ခုဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့စစ်ကောင်စီဟာအခုဆိုရင်ရေကြီးလေးမျက်နှာတာပေါင်းမြို့နယ်အဆက်တွေမှာသူကအင်အားတွေဖြန့်ခွဲပြီးတော့ကာကင်းအစ်စ်တွေစောက်လုပ်နေတယ်ဆိုပြီးတော့သိရတယ်ဒီလိုမျိုးပြည့်တဲ့စိတ်တက်တွေက
တော်တော်လေးကိုပျက်စီးရွရွနေတဲ့အနေအထားမှာတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးစကန်ကုန်းတွေကသူတို့အတွက်တည်ရေးရှင်သမျှလိုအပ်လို့လုပ်နေရတယ်ဆိုရင်လည်းအကြီးပိုင်းဆိုတဲ့ကောင်တွေကဝင်လောက်တာမဟုတ်ဘူး။ဟိုအောက်ခြေမှာရှိပါဆိုတဲ့ကောင်တွေကိုပဲစောက်ခိုင်းတာပေါ့နော်။တဲဆောက်မလားစောက်မြောင်းတူးမလားတူးချန်စီဟုတ်ကမလားကဝါခုတ်မလားခုတ်မျိုးထမ်းမလားထမ်းအဲ့လိုမျိုးပုံစံမျိုးတွေအကုန်လုံးကိုအောက်ခြေကကောင်းတွေကိုပဲခိုင်းတာဖြစ်တယ်အဲ့ဒီမှာမှထပ်ပြီးတော့သူတို့ကခွဲခြားထားတာရှိတယ်အဓိကတော့ပါစတွေပေါ့နော်ပါစဆိုတာကသူတို့အတွက်အသုံးချခံတတ်ပဲအဲ့လိုမျိုးအသုံးချခံတတ်တွေကိုခေါ်ပြီးတော့ဒီလိုမျိုးအောက်ခြေသိမ်းပင်မမှာလဲဆိုတဲ့အလုပ်တွေလုပ်ခိုင်းတယ်အဲ့တော့အားလုံးရဲ့စိတ်ထဲမှာကလည်းစိတ်တွေပြပြနေမှာသိကြတယ်ဘာကြောင့်လဲဆိုတော့သူတို့တွေဒီလိုမျိုးတွေစကန်တွေစောင့်နေရတယ်အသစ်တွေပြန်ပြီးတော့လုပ်နေရတဲ့ကျင်းတွေကုန်ပါနေတာပဲဆိုတဲ့စိတ်တွေကတော့ဖြစ်နေမှာသိကြပဲပြီးတော့အဲ့လိုမျိုးတွေဖြစ်လာပြီဆိုရင်အချင်းချင်းကြားထဲမှာတိခံနိုင်စွမ်းနေကုန်ခန်းသွားတယ်ပြဿနာတိတိလေးကနေစပြီးတော့ဗောနော်အပြန်လန်ဒါအချင်းချင်းပြစ်ခတ်တဲ့အဆင့်တွေထိအသက်သေဆုံးတဲ့အဆင့်တွေထိဖြစ်လာစေတယ်ဒါတွေကဒါဖြစ်တာရှိတဲ့အကြောင်းအရာတွေပဲဗောနော်ပင်မလာပြီးဟေးဆိုတဲ့ခါကျရင်လူကဘယ်သူမှသီးမခံနိုင်တော့စရင်လည်းသီးမခံနိုင်ဘူးအဲ့လိုပုံစံမျိုးတွေဒါဖြစ်လေရှိတယ်ဗောနော်အဲ့တော့ပြဿနာတိတိလေးတောင်မှနားလည်မပေးနိုင်တာတွေဖြစ်လာတယ်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာပြစ်ခတ်မှုတွေဖြစ်စင်နေလဲရှိလာတယ်ဗောနော်အခုဆိုရင်ရေကြီးမြို့နယ်ကဘာကြီးအနီးကဒါရွာသစ်ကလေးကျေးရွာမှာတက်ဆွဲနေတဲ့စစ်ကောင်စီစစ်သားတွေကဒါအငင်းပွားရန်ဖြစ်ရင်းနဲ့အချင်းချင်းပြစ်ခတ်တဲ့နှစ်ကောင်လုံးတည်ပြဿနာဘာလဲဆိုတော့ဟင်းပြောလဲဆိုတော့အောက်ခြေကောင်တွေကဘာပြောလဲဆိုတော့အသေးခံပြီးတော့ငါတို့အငယ်တွေကပဲတက်နေရတယ်ဗောနော်အထက်ကကောင်းစားနေတယ်ဆိုတဲ့အကြောင်းတွေကဇာဒါထုတ်ပြောလာတဲ့အဆင့်တွေဒီဖြစ်လာနေပြီဗောနော်အဲ့လိုဆိုရင်တော့ဒါတေးကြတယ်မကြတော့ဘူးဒါနောက်ကြည်ထိတာတွေပြောင်းလှည့်တာတွေဒါတွေကတော့ဖြစ်လာတော့မယ်အခုလဲအဲ့လိုပုံစံမျိုးဖြစ်တာပဲအချင်းချင်းပြစ်ခတ်တယ်ဆိုတဲ့ဟာကဒါတွေကြောင့်ဖြစ်လာတာပဲဗောနော်အဲ့တော့စစ်ကောင်စီတပ်ထဲမှာလဲရုံးသုံးကားအခြေအနေတွေဖြစ်နေတယ်ဆိုတဲ့ဟာကဒီဖြစ်စဉ်ကနေပြီးတော့ဖော်ပြနေတာဖြစ်ပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့သတင်းပေါက်ကြားတဲ့ဟာနဲ့ပတ်သက်လို့လဲကျွန်တော်တို့ပြောရလိမ့်ဦးမယ်အဲ့တော့ဒီသတင်းပေးတွေသတင်းနှိုက်သူတွေအများကြီးကိုစစ်ကောင်စီဘက်ကနှီးမျိုးစုံနဲ့အသုံးချနေတာဒါအခုနောက်ပိုင်းမှာပို့ပြီးတော့ဆိုးလာတယ်ဗောနော်ဒါနှီးမျိုးစုံနဲ့တုံးတယ်တာမန်ရသားဟန်ဆောင်ပြီးတော့လည်းသတင်းယူတယ်သူတို့ကိုထောက်ခံတဲ့သူတွေကိုလည်းဒါအခုလိုမျိုးရလာတဲ့သတင်းတွေကိုအသုံးချပြီးတော့ဒေါ်လာရင်းအင်အားစုတွေရဲ့အဓိကနေရာတွေခုနလိုကုတ်ကဲမှုနေရာတွေစိတ်ကူးသားတဲ့နေရာတွေပြီးရင်ဒါအကြီးကဲရှိပါတယ်ဆိုတဲ့နေရာမျိုးတွေပေါ့နော်ပြီးရင်ဌာနချုပ်တွေဒီလိုနေရာမျိုးတွေကိုဒါ drone တွေလေကြောင်းတွေဒါတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ဖို့ဖြစ်ပါတယ်ဒါကသူတို့အတွက်အရန်ထိရောက်သလိုပေါ့နော်တော်လိုင်းအင်အားစုတွေဘက်ကလည်းဒီလိုတိုက်ခိုက်ခံရပြီဆိုရင်အရန်ထိနာစေတာဖြစ်ပါတယ်ဒါကြောင့်မလို့အခုဆိုရင်ဒါ KIA တပ်မ17ရင်းစနစ်ကနေပြီးတော့သတိပေးထုတ်ပြန်မှုတစ်ခုလုပ်လိုက်တာရှိပါတယ်23ရက်ရက်စွဲနဲ့ပေါ့နော်ဒါရွှေကူ KIA နယ်မြေအတွင်းနေထိုင်ကြတဲ့မြို့ပြည်သူများနဲ့ရွှေတူးလုပ်ငန်းတပ်ထုတူးလုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေအားလုံးစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ခြင်းမပြုရန်သတင်းပေးခြင်းသတင်းယူခြင်းတချို့တလန်လုပ်ပေါက်ကြားတဲ့ဘက်ကတော့တော်တော်လေးအထိနာတာပဲဖြစ်တယ်ဗောနော်ဒါတွေကိုသိရှိလာပြီးနောက်ပိုင်းမှာအခုလိုမျိုးသတိပေးတာတွေကလည်းလိုအပ်ပါတယ်ဘာလို့လဲဆိုတော့စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ဗောနော်ကိုကြိုးရှာနေတဲ့လုပ်ငန်းရှင်ဆိုတဲ့သူတွေကလည်းရှိတယ်ဗျအဲ့လိုမျိုးဆိုတော့သူတို့ရဲ့လုပ်ငန်းတွေအဆင်ပြေပြေလှုပ်ဆောင်နိုင်ဖို့စစ်ကောင်စီကခွင့်ပြုချက်တွေရဖို့အတွက်သူတို့ကမျက်နှာလိုအားရနေဗောနော်တော်လိုင်းတပ်ဖွဲ့တွေကသတင်းတွေကိုပေးပို့နေကြရတယ်လေအများကြီးပဲရှိပါတယ်ဗောနော်ဟာဒီမှာတော့ဒီလိုမျိုးတွေ့ရတယ်ဒီလိုသွားခဲ့တဲ့အချိန်မှာဒါတွေမြင်ရတယ်ဒီနေရာတွေကတော့သူတို့တောက်လျှောက်လာပြီးတော့ဒါမျိုးတွေလုပ်လို့ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့သတင်းပေးမှုတွေကတောက်လျှောက်ရှိပါတယ်ဒါဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့လုပ်တာနဲ့အတူတူပဲဗောနော်အဲ့တော့အဲ့လိုမျိုးဟာတွေအတွက်ကိုပြင်းပြင်းထန်ထန်ရေးယူမယ်ဆိုတဲ့ပုံစံမျိုးတွေထုတ်ပြန်လာပြီးဖြစ်ပါတယ်အဲ့တော့ဒါတွေအဲ့တော့ဘလို့ပဲဖြစ်ဗောနော်ဒါပစင်းနဲ့ပတ်သက်လို့လည်းတော်တော်လေးအားရကျင်နေကြလိမ့်မယ်လို့ထင်ပါတယ်အရေးရင်ကြီးကခုထိဗောနော်ဒါပျက်စီးယိုယွင်းနေပြီးတော့ဗောနော်ဘိုင်လို့ပါတီဝါဆိုတော့ဗျာအဲ့တော့ပြန်ပြီးတော့တည်ဖို့အတွက်တော်တော်လေးဒုက္ခများနေတယ်အခုဆိုရင်ပြန်တက်နိုင်လားမတက်နိုင်လားဆိုတာသိရတဲ့အတိုင်းပဲစစ်ကောင်စီကအဲဥစ္စာကိုပြန်ပြီးတော့တည်ယူဖို့အတွက်အချိန်ကြီးစူးစမ်းနေရတယ်စစ်ကြောင်းတွေထိုးနေတယ်လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်ဆိုပြီးတော့သိရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါဟာအောင်မြင်မှုပဲဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီကအခုလိုမျိုးအထိနာသွားတဲ့အချိန်မှာသူတို့ရဲ့ရုံမာတဲ့လုပ်ရတွေလှုပ်ဆောင်လာမှာဖြစ်တယ်ဒါတွေကိုလည်းပေါ့နော်မြို့ပြည်သူတွေအနေနဲ့သတိထားရှောင်တိန်ကြဖို့အကြံပြုချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်